အားလုံးပဲမင်္ဂလာပါ Tish Able Dash မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်း3အနေနဲ့ပုံဖြတ်တဲ့သူတနည်းအားဖြင့် selection လုပ်တဲ့ tool တွေနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးねဒီ selection လုပ်တဲ့ tool တွေမှာ auto tool နဲ့ manual tool ဆိုပြီးတော့ရှိရဲပေါ့နော်အဲ့တော့ auto tool တွေကကြတော့သုံးရတာမြန်နေဒါပေမဲ့မတိကြဘူးမတက်ရက်ဘူးmanual tool တွေကြတော့လိုက်ပြီးတော့လုပ်ရတာအချိန်ကြတယ်ဒါပေမဲ့တိကြတယ်တက်ရက်တယ်ပေါ့နော်ဒီနေ့မှာတော့ auto tool တွေထဲကတစ်ခုဖြစ်တဲ့W အုပ်စုထဲကတစ်ခုဖြစ်တဲ့ Magic Wand tool နဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် Magic Wand tool ကဒီရဲ့နားလေးမှာရှိရဲပေါ့နော်တူကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီရဲ့ W အုပ်စုထဲမှာဘာရှိမလဲဆိုရင် Magic Wand tool ရှိမယ် Quick Selection tool ရှိမယ်ပြီးရင် Object Selection tool ဆိုပြီးတော့ရှိပါမယ်အဲ့တော့ကိုကMagic Wand tool ကိုတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ Magic Wand tool ဆိုတာလေးကိုသရှင်းနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ Magic Wand tool ကိုရွေးထားပြီးသားဖြစ်သွားပြီပေါ့နော်ရွေးထားပြီးသားပြီဆိုလို့ရှိရင် Magic Wand tool ကဘယ်လိုအလုပ်လုပ်တာလဲပေါ့သူကပုံထဲမှာရှိတဲ့အယောင်တူတဲ့ color တွေကိုကလစ်သရှင်းနှိပ်လိုက်ရုံနဲ့ select လုပ်လို့ရတာပဲဖြစ်ပါတယ်အဲ့တော့ကိုကဒီလိမ္မော်ရအောင် select လုပ်ရှင်နေဆိုလိမ္မော်ရအောင်ကလစ်သရှင်းနှိပ်လိုက်ရုံနဲ့သူကselect ဖြစ်သွားမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကအကုန်လုံးမဖြစ်သွားဘူးဘာလို့လဲဆိုလို့ရှိရင် tolerance ကိုဒီမှာ35ပဲထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံး select မဖြစ်သွားဘူးအဲ့တော့tolerance များလေး color range များလေးဖြစ်တဲ့အတွက်ကြောင့်မလို့ tolerance ကိုလာပြီးတော့တူကြည့်လိုက်မယ်နော်ဒီ option ဘာမှာ tolerance ဆိုပြီးတော့ရှိတယ်သူကိုလာပြီးတော့65လောက်ရိုက်ထည့်လိုက်ပါမယ်ပြီးတော့လို့ရှိရင်နော်ဒီရဲ့နေမော်ရောင်လေးလာပြန်ပြီးတော့ထောက်ကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခုနတုန်းကအယောင်နည်းနည်း selection နည်းနည်းပဲဝင်နေတာနေပြီးတော့ဒီမှာ tolerance တိုးလာတဲ့အခါကျတော့ဒီက selection ပို့ပြီးတော့ဝင်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီအောက်ကနောက်ခံကိုလည်းလာပြီးတော့ select လုပ်ကြည့်မယ်ဒါဆိုလို့ရှိရင်သူက tolerance အများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ color range တွေအများကြီးဝင်နေရပေါ့နော်အဲ့တော့ tolerance ကိုလာပြီးတော့ပြန်လျှော့ကြည့်မယ်ဒါဆိုလို့ရှိရင်ဒီက3ဆိုတော့အရင်နေပေါ့နော်30ဒါဆိုလို့ရှိရင်ဒီကcolor တွေကိုဒီလောက်ထိရတော့ပြီပေါ့နော်အဲ့တော့ဒီဂျားထဲမှာကြံနေတာတွေကိုကြတော့လေလာပြီးတော့ထပ်ပြီးတစ်ခါလေး machine နဲ့ပေါ့နှစ်ခါမ machine ဒီလိုမျိုးဆိုလို့ရှိရင်နောက်ထပ်ဒီဂျားထဲမှာကြံနေတာတွေကိုကြတော့ထပ်ပြီးတော့ selection တိုး machine keyboard ကနေ shift ကိုပြီးထားပါပြီးထားရင်သူကအပေါင်းပုံစံလေးပေါ်လာရပေါ့နော်အဲ့ချိန်မှာကိုတိုးပြီးတော့ machine နဲ့နေရာကိုကလစ်သရှင်းနေလိုက်ဒါဆိုလို့ရှိရင်သူကလာပြီးတိုးမှတ်သွားပြီပေါ့နော်ဒီအောက်မှာလည်းအတိုင်းပဲဒီနေရာလေးပါထပ်ပြီး machine တာဖြစ်တဲ့အတွက်ကြောင့်မလို့ shift ကိုပြီးထားပြီးတော့ကလစ်သရှင်းနေလိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကဒီ object ကြီးပဲတက်ပြီးရင် background တက်ပြောင်းသွားရဲပေါ့နော်အဲ့တော့သူ့ကို layer ပွားတဲ့နီ control J နဲ့လာပြီးတော့ပွားလိုက်ပါမယ် control J ဆိုရင် layer လေးတစ်ချက်ပြန်ခေါ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာကဘာလို့object ရမဖြစ်လာဘဲနဲ့ဘာလို့ color ရနောက်ခံ background ရပေါ်လာလဲဆိုလို့ရှိရင်ခုနကတော့ selection လောက်တော့နောက်ခံ background ကိုလောက်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကနောက်ခံ background ပဲနောက်ထပ် layer တက်တစ်ခုအနေနဲ့ပွားလာရဲပေါ့နော်အဲ့တော့နောက်ခံ background ကိုမလုပ်ဘဲနဲ့ဒီနေရာမှာ selection ကို inverse လုပ်ရှင်နေပေါ့နောက်ခံ background selection လောက်ထားတာကိုပြောင်းပြီးတော့ဒီ object ကို select ပြန်ဖြစ်ရှင်ဒီရဲ့ပုံမှာပဲ right click နှိပ်လိုက်ပါ right click နှိပ်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာ select inverse ဆိုတာလေးရှိပါတယ်သူသရှင်းနှိပ်လိုက်ပါဒါဆိုလို့ရှိရင် selection ကပြောင်းပြန်ဖြစ်သွားမယ်ပေါ့နော်ဖြစ်သွားပြီဆိုရင် control J နဲ့ပြန်ပြီးပွားကြည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီ object လေးကိုလာပြီးတော့ရတော့ပြီပေါ့နော်ဒါဆိုရင် object လေးပဲရတော့ပါပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်Magic Wand tool သုံးတာသူက3ခါလောက်လုပ်နေရတယ်ပေါ့နော်အဲ့လိုမျိုး3ခါမလုပ်ရှင်ဘူးတစ်ခါတည်းပဲရှိသမျှဟာတွေအကုန်လုံး select ဖြစ်ရှင်နေဆိုလို့ရှိရင်ဒီမှာ continuous လေးမှာအမှန်ရှိထားတာလေးကိုဖြုတ်လိုက်ပါဒါဆိုလို့ရှိရင်သူကဒီလိုမျိုးကြောင်တူကြောင်ကြားမရှင်တစ်ခါတည်း select လုပ်တော့မှာပဲဖြစ်ပါတယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်ကြောင်တူကြောင်ကြားမရှင်တစ်ခါတည်း select လုပ်သွားရပေါ့နော် tolerance ကိုနည်းနည်းလေးထပ်တင်လိုက်မယ်ဆိုတော့ဒီလောက်ထိရတာပဲပေါ့နော်ပြီးရင် selection ကို inverse ပြန်လုပ်မယ်ဒီရဲ့ပေါ်မှာ right click နှိပ်မယ် select inverse ဆိုတာလေးကိုရွေးပါမယ်လို့ရှိရင် control J နဲ့ပွားလိုက်မယ်အဲ့တော့ဒီမှာ continuous ကကြတော့ဘာကွာတာလဲဆိုလို့ရှိရင်သူက
off ထားတယ်ဆိုလို့ရှိရင်ကြောင်ကျူကြောင်ကြားမကြံ1 click နဲ့ပြီးသွားရပေါ့နော်သူကိုအမှန်ရှိ on ထားတယ်ဆိုလို့ရှိရင်တော့ဒီရဲ့နေရာမှာသူကဒီနားလေးမှာဆိုလို့ရှိရင်တစ်ဖြတ်ပြီးသွားတဲ့ခက်ကြောင်မလို့ဒီနေရာအထိပဲဆက်လက်လုပ်ပေးပြီးတော့ဒီကြားတဲ့ဟာအထိပါဆက်လက်မလုပ်ပေးဘူးပေါ့နော်အဲ့တော့ continuously ကတော့ off ထားမယ်ဆိုရင်ကြောင်ကျူကြောင်ကြားမရှင်တွားပြီးတော့1 click နဲ့ဆက်လက်လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်